ခုဆိုမဲ့သချင်းလေးရောဒုတိယမြောက်ရိုမီယိုထဲမှာလည်းကျွန်တော်ဆိုခဲ့ပူပါတယ်သချင်းရဲ့နာမည်ကကဘာချားခဲ့တာမင်းနဲ့ငါချောခဲ့တာမင်းနဲ့ငါမို့ချောသွားတော့မင်းမရှိရဲ့နေရလေငါပြန်တန်းတာတယ်လွမ်းလိုက်တာညတုန်းကမဲ့တဲ့အိမ်မက်လိတ်ထဲမှာပေါ်ရိုမီယိုကကျွန်တော်ကိုစကားတွေလာပြောနေတော့သူ့ရဲ့အကြောင်းကိုကျွန်တော်ဘလောက်များသိတယ်လဲတဲ့သူ့အသေးတွေဘလောက်ကွက်ကွက်သူကအချစ်တရေကောင်းတဲ့အိမ်မက်ကလက်လို့တော့ကျွန်တော်ပြန်စဉ်းစားမိတယ်ရိုမီယိုဂျူလီရဲ့ဒန်ဒါကြီးပြသက်လေးပဲတကယ်တော့အချစ်ဆိုတာဘာလဲကျွန်တော်နဲ့ကောင်းမလေးရိုးရိုးလေးပဲချစ်ခဲ့တာရယူခြင်းပေးသက်ခြင်းအချစ်ရဲ့အတိတ်ပဲဘာမှမသိမျက်နှာမှုတစ်ခုတည်းနဲ့ချစ်ခဲ့ကြတာပဲဂျူလီရဲ့ကျွန်တော်ဘဝရဲ့နတ်သမီးလေးသူလှတာမလှတာလဲကျွန်တော်နဲ့မဆိုင်ဘူးလေကျွန်တော်ချွတ်တဲ့မှုလဲသူကယူမဆိုင်ခဲ့ဘူးအချစ်တစ်ခုပေါင်းဆက်တဲ့အခါမိဘအတိုင်းဝိုင်းရဲ့ဆွတ်ဖက်မှုတွေမပါရင်အေးကောင်းပါနော်ဒီလိုနဲ့ပဲကျွန်တော်တို့ဝေးသွားတာအချစ်သက်သက်နဲ့တီးဆောက်ထားတဲ့ကျွန်တော်ရင်တွင်အမတ်တမဲ့နဲ့ခံလိုက်ရတာနားမလည်ခဲ့ရုတ်တရက်ချက်ချင်းဘယ်လိုပြန်ပြီးစောက်တည်မလဲငွေကြောက်လားလူကြောက်လားမသိနိုင်တော့ဘူးချစ်သူရပုံကြီးဝေးတဲ့စောင်းနှင်းညမှာလမ်းခွဲရကြmodern အချစ်ဇက်လန်းတွေနဲ့ပတ်စံဆိုတာအသေးခွဲတဲ့လူချမ်းကြီးပါပဲရှေ့တုန်းကပြဿနာတွေလည်းမချုံမြိန်တော့ဘူးမေမေ Morning night chicken jing kanza kabacha gera menenga mocho kodo maybe she ne ya le pyan tan ta de luan lai taပဲသူလဲဂျူလီယက်ကရောဘယ်မှာလဲကောင်းမလေးရောဘယ်ရောက်သွားလဲသူတို့ပြောကြတယ်ကဘာတစ်ဖက်မှာလဲဒီပုံပြမှာဘသူကမတရားကြလဲအစိတ်တော့ပြီးတတ်သေးဖို့လဲကျွန်တော်မှတတ်ပြီးမရှိခဲ့အခုတော့တယောက်တည်းကြံခဲ့Morning night chicken jingle kanza kabacha gera menenga mocho kwaro maybe she ne ya le pyan tan ta de luan lai ta Morning night chicken jingle kanza kabacha gera menenga mocho kwaro maybe she ne ya le pyan tan ta de luan lai ta away jibe menenga waiting down ပြန်ဆောင်နိုင်မလားလည်းမရှိတော့ဘာမှမပြောတော့